မင်္ဂလာပါ Red Manchester ကနေကြိုဆိုပါရစေကျွန်တော်ဒီဗီဒီယိုမှာကတော့ကျွန်တော်တို့ Joshua Ban ရဲ့ဒီငငယ်ရွယ်နဲ့ UFC Flyweight Champion ဖြစ်လာတဲ့အပေါ်မှာကျွန်တော်တို့ပြည်သက်တွေအောင်ပွဲခံကြတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးအားမရဘူးဗျာဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ဒီ MMA လောကကိုတကယ်စိတ်ဝင်စားပြီးတော့ဒီအစဉ်အမြဲစောင့်ကြည့်နေတဲ့သူတွေဆိုရင်တော့တာကြီးပြောတရားလုံမှာမဟုတ်ဗျာသူတို့အကုန်လုံးဒီအခြေအနေတွေကိုနားလည်ကြတယ်သိကြတယ်တကယ်လည်းပဲသူတို့အောင်ပွဲခံကြတယ်သို့ပေမဲ့ကျွန်တော်တို့ဒီ MMA လောကနဲ့အနှဲငယ်စိမ့်နေသူတွေအတွက်ကတော့ဒီ Joshua Ban ရဲ့စက္ကန့်ပိုင်းအတွင်းမှာဒီချန်ပီယံခပ်ဘက်လူပွဲလိုအနေထားမျိုးမှာအခက်မတင်ဘူးဆိုတော့အခြေအနေမျိုးနဲ့ဒီခပ်ဘက်ရသွားတဲ့အပေါ်မှာတော့အောင်ပွဲခံဖို့အတွက်နည်းနည်းလေးစိတ်ထဲမှာကတိကတော့ဖြစ်ကြမယ်လို့ကျွန်တော်ထင်တယ်ဗျာပြီးတော့ကျွန်တော်ရဲ့ဒီ channel ကို subscribe လုပ်ထားတဲ့ဒီပရိသတ်အများစုကဒီဘောလုံးကိုစိတ်ဝင်စားကြတယ်ဘောလုံးပရိသတ်အများစုဖြစ်တယ်ဒီထက်ကမှဒီသိကြတယ်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားတဲ့သူဆိုရင် Manchester United fan စစ်တွေပဲဖြစ်တယ်ဒီလိုအခြေအနေမျိုးမှာကျွန်တော်အနေနဲ့ဒီ Joshua Ban နဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တက်နိုင်တဲ့ဘက်ကနေပြီးတော့ Joshua Ban ကိုဒါ support လုပ်ပေးတဲ့သဘောမျိုးနဲ့ကျွန်တော်ဒီဗီဒီယိုကိုထပ်ပြီးတော့ကျွန်တော်ပြောတဲ့သဘောမျိုးပါပဲတကယ်ဆိုရင်ဒီ Joshua Ban ကကျွန်တော်တို့မြန်မာပြည်ရဲ့ဒီအစင်းရဲဆုံးပြည်နယ်တွေကတစ်ခုဖြစ်တဲ့ဒီချင်းပြည်နယ်ကနေမွေးဖွားလာတဲ့လူငယ်တယောက်ကိုယ့်ရဲ့ဒီတိုင်းပြည်ရဲ့အခြေအနေတွေအရာဒီတိုင်းပြည်ကိုစွန့်ခွာပြီးတော့တိုင်းတစ်ပါးမှာတွားရောက်ပြီးတော့ခြေချတယ်ဒီလိုနေထားမျိုးမှာလည်းသူ့ရဲ့မူလရည်ရွယ်ချက်တွေကိုပျောက်မသွားဘူးပျောက်မသွားတဲ့အပြင်တကယ်ကိုခန်းထားတဲ့အောင်မြင်မှုမျိုးတွေကိုရအောင်ဆွမ်းဆောင်နိုင်တယ်ဒီအချက်တစ်ချက်ထဲကနေဘယ်လိုပြောမလဲသူ့ရဲ့လက်တလုံးမှာချန်ပီယံကပတ်ကိုရထားတယ်ဆိုတော့အရာကိုမေ့ပြီးတော့ဒီတစ်ချက်တည်းပဲကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့မှပဲ Joshua Ban အတွက်ကျွန်တော်တို့တကယ်ကိုဂုဏ်ယူဖို့ကောင်းပါတယ်ဒီ UFC ရဲ့အသက်24နှစ်အရွယ်မှာနေမဲ့ Flyweight Champion ဖြစ်လာတယ်ဆိုတာကတကယ်ကိုခမ်းနားတဲ့အောင်မြင်မှုကြီးတစ်ခုဖြစ်ပါတယ်ဒီ MMA လောကမှာရှိကြတဲ့အသက်24နှစ်အရွယ် fighter အများစုအတွက်တကယ်ကိုမမျှော်မှန်းရတဲ့အောင်မြင်မှုမျိုးတစ်ခုကို Joshua Ban ကယူနိုင်ခဲ့တာပါဒီပွဲစဉ်ကဒီစက္ကန့်ပိုင်းလောက်ပဲပွဲကိုအဆုံးဖြတ်ပေးသွားတယ်ဆိုပေမဲ့တကယ်တမ်းပွဲကိုအသေးချာကျွန်တော်တို့ပြန်ပြီးတော့အသေးစိတ်ကြည့်မယ်ဆိုရင်ဒီခပ်ပတ်လူပွဲမတိုင်ခင်ပွဲတွေဒီစိန်ခေါ်တဲ့အခြေအနေမျိုးမှာကတည်းကဒီပန်တိုဂျာနဲ့ Joshua Ban ရဲ့ဒီမျက်နှာချင်းဆိုင်တွေ့ဆုံခဲ့တဲ့အနေအထားတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ပန်တိုဂျာက Joshua Ban ကိုမနေ့တနေ့ကမှ UFC စင်မြင့်ကိုရောက်လာတဲ့ကောင်လေးတစ်ယောက်လိုပဲသတ်မှတ်ထားတယ်ဆိုတဲ့အမူအရာတွေကိုသူ့ရဲ့ဒီမျက်နှာပေါ်မှာကျွန်တော်တို့တွေ့ရတယ်တကယ်တမ်းဒီခပ်ပတ်လူပွဲအတွက်ဒီကွင်းတွင်းကိုရောက်လာတဲ့အခြေအနေမျိုးမှာလည်းပဲပန်တိုဂျာက Joshua Ban ကိုဒီလိုပဲသတ်မှတ်ထားတာပါဒီတော့ကြောင့်ဒီပွဲဆတဲ့အခြေအနေမျိုးမှာကတည်းကဒီပန်တိုဂျာက Joshua Ban ကိုဖိအားပေးပြီးတော့စက္ကန့်ပိုင်းအတွင်းမှာပဲသူအနိုင်ယူဖို့အတွက်ကြိုးစားခဲ့တာပါဒီသူ့ရဲ့ Joshua Ban ကိုဒီအထင်သေးတဲ့စိတ်တနည်းအားဖြင့်Joshua Ban ကိုလုံးဝအနိုင်ရခြင်းနေတယ်သူဘာကောင်လဲဆိုရပြခြင်းနေတဲ့စိတ်ကဒီမထင်ထားတဲ့အမှားမျိုးကိုကျူးလွန်စေပြီးတော့စောစီစီပဲဒီချန်ပီယံခပတ်ကိုဆွန့်လွတ်လိုက်ရတဲ့အခြေအနေမျိုးကိုရောက်သွားစေတာပါတကယ်ဆိုရင်သူ့ရဲ့ဒီအားပါတဲ့ကံချက်က Joshua Ban သာမကာကွယ်နိုင်ခဲ့ဘူးဆိုရင်ဒီနေရာမှာတင်မဲ့ Joshua Ban ပွဲသိမ်းသွားနိုင်တဲ့အခြေအနေမျိုးထိဖြစ်သွားနိုင်ပါတယ်ဒါကတကယ်ကိုဖြစ်သွားနိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်သို့ပေမဲ့ကျွန်တော်တို့ရဲ့ Joshua Ban ကဒီအခြေအနေမျိုးကိုအကောင်းဆုံးဒီကာကွယ်နိုင်ခဲ့တယ်ဒီလိုနေထားမျိုးမှာသူဒါကန်လာတဲ့6တောက်ကိုတထောင်နဲ့ကာပြီးတော့တွန်းချတဲ့အနေအထားမျိုးမှာတစ်ဖက်ကပန်တိုဂျာဟန်ချက်ပြက်ပြီးတော့အောက်ကိုပြုတ်ကြတယ်တခါတည်းလက်အစစ်လွဲပြီးတော့ပွဲကဒီမှာတင်အဆုံးဖြစ်သွားခဲ့တယ်ပွဲပြီးမှလည်းဒီ UFC ရဲ့ဥက္ကဋ္ဌကိုယ်တိုင်က Joshua Ban ကိုဒီပွဲအခက်မသိလို့ရှုံးနေဆိုတဲ့အနေအထားမျိုးပဲရှိတယ်အခက်မသိလို့နိုင်တာဆိုတော့မရှိဘူးဆိုတော့စကားလုံးမျိုးကိုဒါပြောပြီးတော့အောင်ပွဲခံမှုပြောသွားတယ်ဒါကိုကြည့်မှဆိုရင် Joshua Ban ကတကယ်ကိုဒီပွဲစဉ်မှာထက်လိုက်တဲ့နဲ့အနိုင်ရရှိခဲ့တယ်ဆိုတဲ့အချက်ကထင်ရှားပါတယ်ဒါပေမဲ့ဒီချန်ပီယံကပတ်လူပွဲမှာအခုလိုမျိုးစက္ကန့်ပိုင်းအတွင်းမှာပဲအနိုင်ရသွားတဲ့ Joshua Ban ကိုတော့သိကြတယ်တိတ်မကြဘူးဒီသူ့ရဲ့ချန်ပီယံကပတ်ကောက်ွယ်ပွဲကိုကစားဖို့တော့ UFC ဘက်ကအစီအစဉ်လာမှာတော့သိကြတယ်ဒီပွဲစဉ်ကိုတော့ဒါဘယ်ကစားသမားနဲ့အစီအစဉ်မလဲအချိန်ဘယ်လောက်ကြာအောင်မလဲဆိုတော့ကျွန်တော်တို့အတိအကျတော့မသိရဘူးဒါပေမဲ့မကြာမီမှာပဲကျွန်တော်တို့ဒီချန်ပီယံကပတ်ကောက်ွယ်ပွဲကိုဆက်ပြီးတော့ကျွန်တော်တို့ကြည့်ရဖို့ရှိပါတယ်ဒီ2019ခုနှစ်မှာအောင်လာအန်ဆန်ရဲ့ One Championship မှာပထမဦးဆုံးရခဲ့တဲ့ကပတ်အောင်မြင်မှုအပြီးဒီ2025 12လပိုင်းမှာရခဲ့တဲ့ Joshua Ban ရဲ့အောင်မြင်မှုတွေကMMA လောကရဲ့ကျွန်တော်တို့မြန်မာပြည်ဖွားတိုင်းရင်းသားတွေရဲ့
အောင်မြင်မှုကိုတကယ်ကိုညွှန်ပြနေပါတယ်ကျွန်တော်တို့ဒီမြန်မာပြည်ဖွားတိုင်းရင်းသားတွေကကမ္ဘာအစင်းမြင့်ထက်မှာတကယ်ကိုမညံ့ဘူးတိုင်းတစ်ပါးကိုရောက်သွားသည့်တိုင်အောင်လည်းပဲဒီကိုလူမျိုးကိုနိုင်ငံဆိုတဲ့အခြေအနေမျိုးကိုမေ့မသွားဘူးဆိုတဲ့အခြေအနေမျိုးကိုလည်းကျွန်တော်တို့မြင်ရပါတယ်ဒီ Joshua Ban ရဲ့ဒီအောင်မြင်မှုကMMA လောကတခုတည်းကိုပဲတက်ရောက်စေတာမဟုတ်ပါဘူးကျွန်တော်တို့ဒီပြည်တော်သူဘွားတိုင်းသားအားလုံးကိုလည်းပဲစိတ်သက်ခွန်အားတွေနဲ့အတူဒီအားကစားဘောင်းဆောင်ကိုလည်းပဲစိတ်သက်ခွန်အားတွေအများကြီးပေးနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားကစားရတဲ့ကကျွန်တော်တို့နဲ့မစိမ့်နဲ့ဒီဘောလုံးအားကစားကိုကြည့်မယ်ဆိုတော့ကျွန်တော်တို့မြန်မာကဒီကမ္ဘာရဲ့ဘောလုံးလောကမှာမပြောနဲ့ဗျာဒီအာရှဆိုတဲ့အနေအထားမျိုးမှာတော့အာရှမပြောနဲ့ဗျာဒီအာဆီယံဆိုတဲ့အနေအထားမျိုးမှာတော့မှပဲဒီထိုးပေါက်နိုင်ရင်မရှိဘူးဒီလိုအနေအထားမျိုးမှာဒီ MMA လောကမှာတော့ကျွန်တော်တို့ဒီမြန်မာပြည်ကနေမွေးဖွားခဲ့တဲ့ဒီအောင်လာအန်ဆန်ဒီလို Joshua Ban ဒီလိုကစားသမားမျိုးတွေကခုလိုမျိုးဒီကမ္ဘာပေါ်မှာခန်းနာရတယ်ဆိုတဲ့ဒီ one championship လို့နေရာမျိုး UFC လို့နေရာမျိုးတွေမှာဒီခပတ်တွေကိုယူပေးပြီးတော့မြန်မာပြည်ဖွားတိုင်းသားအားလုံးအတွက်ဒီ Joshua Ban နဲ့အတူ online and တို့ယူပေးခဲ့တဲ့အောင်မြင်မှုတွေကကိုလူမျိုးဒီကိုပြောင်းသူဘွားတိုင်းသားအားလုံးအတွက်ကတော့တကယ်ကိုပဲဒီကျေးဇူးတင်တဲ့သူတွေအဖြစ်အောင်ကျွန်တော်ကတော့ရှုမြင်ပါတယ်ညီကိုတို့ဒီ Joshua Ban ခပတ်ယူခဲ့တဲ့အပေါ်နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိခွန်အားဖြစ်စေခဲ့လဲကျွန်တော်တို့ကတော့ Joshua Ban UFC မှာခပတ်ရခဲ့တာကပြောမပြတတ်လောက်တဲ့ခံစားချက်မျိုးအထိပေးစွမ်းနိုင်ခဲ့ပါတယ်ဒါအကြည့်ရှုအားပေးကြတဲ့ညီကိုတွေအားလုံးကျေးဇူးတင်ပါတယ်ဗျ